ငါပြေးဝင်လို့ထွန်းကြိုင်လေထွန်းကြိုင်အေးဟာပြုံးလည်းမခေါင်းလုံးတဲ့ကောင်ဟုတ်စစ်ဆေးထားပါလို့အခုအမေတို့လိုက်ပို့ချင်တာမပို့ရတော့အမေတို့ကစိတ်ဆိုးသွားပြီဟောမင်းကငါစားတွေကပြောတာပဲငါကမကောင်းတော့ဘူးလေးမှရမယ်လို့ဟိုချီးကိုချင်းမှချီးပေါက်လိုက်ရလို့ပေးစင်တယ်ခဲ့ပါထားပါတော့ပြီးလိုက်တယ်ပြီးတာတော့ကဲအခုကားဝယ်မှဖြစ်မှာရှင်သိတဲ့ရွှေလုံးကျမကိုလိုက်ပို့ခါရဲဝယ်လိုက်တော့ဒါမှပြောတော့မယ်နောက်တစ်ပြက်နဲ့ပြက်လောက်ဆိုရောက်မင်းကလည်းကစီးပေါက်တော့အိုးဝင်ထားပြီးသွားပါဟာရောက်မရမရလောက်ဟာဟာငါတော့ငါမိမဟုတ်နဲ့ဘယ်သူတို့ဟာရောက်ငါပြေးဝင်လို့ထွန်းကြိုင်လေထွန်းကြိုင်အေးဟာပြုံးလည်းမခေါင်းလုံးတဲ့ကောင်အယုတ်ဒီမှာလူကောင်းတော့အကျိုးတော့အေးရောက်အဲ့တော့ခေါင်းလုံးရှောက်မပြောနဲ့ဒီမှာကားကုန်းလို့အေးဘာဘယ်ုံကားကိုရမှာတော့ဒီမှာအလုံးလုံးနေတာမင်းကသိနေဟုတ်တယ်ဒီကကြီးဘယ်သူပေးတာဟုတ်တယ်အယောင်းဝင်နေဝင်လဲဖြစ်ပြီဆိုတာနဲ့တန့်ခန့်တာဒီခိုးရတာမလားဟာအပေါ်ကြီးပေါ်တော့ရှောက်ပြောနေဒါနဲ့မင်းဘဲတော့ဟုတ်လားဟုတ်တယ်မင်းငါပတ်စချမ်းသာတယ်လူလေကားတော့ဝယ်တာဘယ်ဟိုကားတော့ဝယ်ဒီမှာကားတွေရောင်းနေတဲ့အလုပ်ကိုဘယ်ဟိုကားတော့မင်းရောင်းနေတာလားဟုတ်တယ်မင်းငါမယုံဟာဘယ်လိုမယုံဘူးတော့အတဲလဲဝင်ကြည့်ရောမင်းကလေဒါသားမှာအသင်ပြေရမယ်လာငါမိမဟုတ်ဟုတ်တာမလို့ပါမင်းကလေဒါသားမှာဟုတ်မအမလို့ကျင်နေတဲ့ရဆိုရင်ဒီကားလေးရှိနေရှင်ဒီကားကကျတော့တိုတာwaste 2000လေးပေါ့နော်ဒီကား engine power 1.8 ရှိရဆိုရင်အားကြောင့်လေဒီပြီးတော့ဒီကြီးလေကြီးရောမီတာစုကြီးလည်းဆက်နေမှာဒါလေးလို့ကျင်နေဆိုတော့လေအပိုက်ခိုက်ကလည်းလုံးဝကျင်အရင်စင်ပြီးရမှာရှယ်ကားလုံးဝအမှန်ကန်မင်းကြည့်တစ်သိကိုကြည့် WOSH အဝတ်ပေါ့နော်ဝတ်ရှယ်အေးလို့အဲ့ဒါကားကြောင့်မဲတဲ့ငါပို့ပြီးဟဲ့လားငါစက်ဝင်စားတွေ့ရှိတယ်ဟာမင်းကဒီကိုဘယ်လိုလုပ်လို့ရောက်လဲဒီလိုပဲပေါ့အကြောင်းနေပန်းလာတော့လေဒီလိုပဲရောက်ရလေအလုံးလို့ရတာပေါ့ဟိုစီးမနဲ့ဘာပတ်တယ်ဟိုစီးမနဲ့အခုရောက်နေတဲ့စီးမအေးလို့မပတ်သက်ဘူးဘာမှအခုမှငါလည်းလိုက်နေလို့ရှိသေးတာအပြိုရတော့ပေါ့တစ်ချက်ကြည့်ကြည့်ပါဦးပတ်စံချရတယ်ကားကြည့်နေကြည့်နေတော့လည်းမယူလိုက်တော့ဟိုကြိုက်တေးကြလို့တေးကြလို့ကြိုက်ချစ်စရာဟမ်အေးပတ်စံချလိုက်ဆက်လို့လေးလုပ်လိုက်ပါဟုတ်နော်ရှိုးရုံးဆိုတာဒီရှိုးရုံးပြောရလားမဟုတ်ဘူးမေကိုပြောတဲ့ရှိုးကဟိုရှင်းမှာကြံနေတယ်လीဟုတ်တယ်ရှင်ပြောရမှာဝင်နေဘလို့ကားဝင်ဝယ်ရတော့အော်မေဘော်ဒီတောက်ဖြောင်းလို့ဟာဘော်ဒီဖြောင်းနေဆိုတာရှိလို့လားဟုတ်ကိုတော့ကားကြောင်ပြောနေတာပဲကားကြောင်ပြောနေရလေရှင်ကဘယ်သူကြောင်ပြောနေချင်လို့တော့ဟုတ်ပါဘူးကိုကလည်းကားကြောင်ပြောသားပဲဟာအဲ့ဆောက်ကြည့်ရှိပါတယ်သူမင်းဒီမှာမလုပ်နဲ့တော့မင်းတို့ကကားဝယ်ပြီးဆိုတော့ငါတန်ရှင်းလေးပါလေတက်လို့ပြီးတော့လေနောက်ပြတော့ဟုတ်လားဝိုင်းတောင်းတဲ့ဖုန်းနံပါတ်လေးပေးမလို့ဖုန်းနံပါတ်အစတဲ့ဒီနေ့ဘာလို့လာမပေးတာဟုတ်မင်းမကြိုက်မှန်းမသိမကြိုက်မှန်းမသိငါမှပေးခွင့်မှမရတာဖုန်းနံပါတ်ဟုတ်တယ်လေခုနဒီနားမှာဥစားစိတ်ကြီးမရဲ့ဖုန်းနံပါတ်တောင်းတာလို့ကဲပါချင်းဟုတ်ကဲ့ပါဟုတ်ကဲ့ရေကြီးရေတို့နေဘက်ကအော်ဒါတွေအများကြီးဝင်လာတာဗျအဲ့ဒါမနေ့ကကအမအထက်အများကြီးရကျင်တယ်ကလေးတွေကိုဒီနေ့ညအောင်အော်ဒါဟိုအချိန်ပိုလေးဆင်ခိုင်းလိုက်ပါအောင်အော်ဒါနဲ့ညရအောင်လို့လေဟုတ်ဆင်ခိုင်းလိုက်မယ်မေအေးပါမလေးဒါပဲနော်ဟုတ်ကဲ့ဟုတ်နော်လေဟုတ်တယ်ရှင်မနေ့ကကိုကြီးတို့အော်ဒါလေးတွေများနေလို့ဒီနေ့ညနေအော်ဒီလေးအချိန်ကိုဆင်းပေးအထေကိုရရအောင်နော်ဟုတ်ကဲ့ကိုကြီးဟုတ်ဟေးနော်လေတက်ရှင်ကိုကြီးတို့မနေ့ကအော်ဒါလေးတွေနေများနေလို့ဒီနေ့ညနေအချိန်ပိုလေးဆင်းပေးနော်အထေလေးပို့လို့ပေးအောင်နော်ရေးပေးနော်ဟုတ်ကဲ့အေးဟမ်မြေကျမ်းမကြီးဟာခုနှစ်ထပ်ပြီးသွားပြီနော်ခုနှစ်ထပ်ပြီးသွားပြီလားဟုတ်တယ်ဟိုတစ်ထည့်ဒီနှစ်ထည့်လောက်ပို့ရပေးအောင်နော်ဝိုင်းနော်ဂျာကြီးဟမ်တမီးတို့ခုလှုပ်စင်းတာ9နာရီအောင်ကြောနေပြီနော်တမီးတို့ပြန်ရမှာလဲအခက်ခဲရှိရဂျာကြီးရဲ့အော်နေပါဦးညီမလေးတစ်ထည့်နှစ်ထည့်လောက်ပဲပို့ရပေးအောင်နော်ဟုတ်အေးမလေးတက်မလေးဆင်းပြေးလားပြေးရကြတယ်အေးဂျာကြီးဘယ်နှစ်နာရီရှိလဲဆိုးရှိပါတယ်ညီမလေးမနေ့2နာရီခွဲညီမတို့မပြန်သေးဘူးလားခဏနေပြန်မလဲညီမလေးတထေးလောက်ပို့ရိုက်ပေးအောင်နော်ဟုတ်တယ်အေးဘေးစားအောင်
မလေးဆင်းပြေးလား ပြေးပါရဲ့ အေး ဒါနဲ့ဘယ်ချိန်ရှိပြီရောလဲ အချင်းကညောလေဟောလေမနေ့9နာရီခွဲ သမီးတို့ကမပြန်သေးဘူးလားယင် ညောလေပြန်ရတော့မှာခဏနေပြန်မယ်နော်တစ်ထင်တစ်ထင်လောက်ပေါ်ရိုက်ပေးအောင်နော် မရှားနဲ့တော့ကွာ အေးဘွာဘာလုပ်နေရတော့ ချုပ်နေရလေးကြာကြီး ဂျာကြီးရဲ့ခဏဘွာဘာတူတော့ အိုးထက်ထက်လေး ညီရထက်တက်လား ဟုတ်တယ် အော်တော်တော်အိုစားသွားပြီပဲ ဂျာကြီးလည်းဘာလို့လဲဂျာကြီးရဲ့အမွှေအကုန်ဖြူနေပြီဟာ ဟုတ်လားတို့တွေအဲ့လောက်တော့အသက်ကြီးသွားပြီလား ဟုတ်တယ် အေးအဲ့ဒါဆိုရင်ထက်ထက်ကြီးဟိုမက်တူစားတော့ဘာလို့လဲမတွေ့ပါလားဟာ ဟောဂျာကြီးရဲ့မတ်တူစာဆုံးသွားဒီနေ့နဲ့ဆို3နှစ်တောင်းရှိပြီဒီနေ့3နှစ်ပြည့် မက်တူစားဆုံးသွားပြီလား ဟုတ်တယ် ဟဲ့မြန်လိုက်တာ3နှစ်ပြည့် ဟုတ်တယ် 3နှစ်တော့ကြာသွားပြီပေါ့အဲ့ဒါဆိုရင်တို့မက်တူစားစီကိုပန်းလေးပါလေးတွားပြီးတော့နှုတ်ဆက်ရအောင်လေကဲထက်ထက်ကြီးတွားကြစို့ ဂျာကြီး ဟင် ဒီအထက်လေးကဘာလုပ်ဖို့တော့ အော်မက်တူစားအတွက်လေကွယ် ဟောဂျာကြီးရဲ့ဆုံးသွားတဲ့သူအတွက်အထက်ရေးပြီးတော့သူကဘာသိတော့မှာတော့ မဟုတ်လက်ဆောင်ပေးမလို့မဟုတ်ဘူးထက်ထက်ရဲ့ဒါအော်ဒါတွေမပြီးသေးလို့သူ့ကိုချုပ်ခိုင်းမလို့